ဒါကတော့ကြောက်တုံးကြီးတွေကိုတွင်းထုတ်ပြီးတော့ပြုလုပ်ထားတဲ့ရှေးခေတ်အဝေးလျှော်ဆက်ပုံစံပဲဖြစ်ပါတယ်။ဟုတ်ပါတယ်တရုတ်နိုင်ငံမှာဆိုရင်တော့ရှေးခေတ်ကာလနည်းပညာတွေမထွန်းကားခင်တုန်းကအခုမြင်နေရတယ်လို့မျိုးအဝေးလျှော်ဆက်တွေကိုပဲအသုံးပြုခဲ့ကြတာပါ။အခုနောက်ပိုင်းမှာဆိုရင်တော့ဘယ်သူမှသိပြီးမသုံးကြတော့ဘူးဆိုပေမဲ့ဒါကိုဘူးတူတရအောင်လို့ပြည်သက်ကြီးတို့ကိုပြပြပေးပါမယ်။သူရဲ့ပုံစံအနေထားကဘယ်လိုမျိုးလဲဆိုရင်တော့တစ်ဖက်မှာကြောက်သားကိုအတွင်းထိတွင်းထုထားပြီးတော့မှရေရီအပြည့်ဖြည့်ထည့်ထားပါတယ်။တခြားဘက်မှာတော့ဘေးစင်တစ်ခုရဲ့ဘေးပေါင်လေးလိုမျိုးပြုလုပ်ထားလိုက်တာပါ။သူမှဆိုရင်တော့လှိုင်းတော့ပုံစံအဆောင်ဆောင်လေးတွေနဲ့ပုံဖော်ထားပြီးတော့မှအဝိတ်တွေကိုဂျေးပြအောင်လို့ပုတ်တိုက်လျှော်ဖို့လို့ရစေတာပါပုံစံအဖြစ်ဆိုရင်တော့ဒီလိုမျိုးဝိတ်လျှော်ဆက်က2မျိုးရှိပါတယ်ရေကန်တစ်ခုတည်းသာပါဝင်တဲ့ကြောက်တုံးအဝိတ်လျှော်ဆက်နဲ့ရေကန်တစ်ခုပါဝင်တဲ့ကြောက်တုံးအဝိတ်လျှော်ဆက်ဆိုပြီးတော့ပါရေကန်တစ်ခုပါတာမျိုးကတော့တစ်ဖက်မှာရေကိုအစမ်းသုံးပြီးတော့မှတခြားတစ်ဖက်မှာတော့အချောလျှော်ဖို့အတွက်အသုံးပြုလို့ရစေပါတယ်ဘာပဲဖြစ်ဖြစ်နီးပညာတွေမထွန်းကားခင်တုန်းကတော့မှအခုလိုမျိုးကြောက်တုံးလေးနဲ့တွင်းထုတ်ပြီးတော့မှလူမပင်ပန်းမဲနဲ့မတ်ထအဝိတ်လျှော်လို့ရစေမယ်အခုလိုမျိုးຢာလေးကိုတီထွင်ခဲ့တာနဲ့ပတ်သက်လို့ပြည်သက်ကြီးတို့ကရောဘယ်လိုများထင်မြင်မိကြလဲနော်ကွန်မန့်မှာဆွေးနွေးပေးခဲ့ကြပါဦး